ဒီဥစ္စာအစကိုအဲ့လိုမျိုးလေးဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်ခောက်လိုက်ခောက်အဲ့လိုမျိုးခောက်ပြီးသွားလို့ရှိရင်အဲ့ဒါကိုမှထပ်ပြီးတော့ဟိုပူပြီးသွားလို့ရှိရင်လက်ချိုလေးဖြည်းဖြည်းချင်းအဲ့လိုမျိုးပဲလိုက်သွားတာဒီဥစ္စာကအဲ့လိုဒီတိုင်းချုပ်ထားတဲ့စားလို့ရှိရင်တိုးဟိုအရင်တော့လူကြီးတွေတုံးတဲ့ကျယ်သီးတံခုံပုံစံမျိုးအဲ့လိုမျိုးဟာရှိဖို့အဆင်ပြေတယ်ဒါမှမဟုတ်လို့ရှိရင်လေဒီကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်အလွယ်ပဲအဲ့လိုမျိုးကိုဘောင်းကြီးရှည်ဝတ်ထားလို့ရှိရင်အဲ့ဒူးတစ်ဖက်ထောင်လိုက်တယ်ထောင်ပြီးတော့အဲ့ချုပ်မဲ့ဟာရဲ့ဒီဘက်ကအစာလေးကိုအစာပြိုးပြီးတော့အဲ့နဲ့ထိုးထားလိုက်တယ်ဘောင်းမျိုးကလန့်ပြီးတော့ဒါမှမဟုတ်လို့ရှိရင်လို့စပွဲဆက်ခုံရဲ့အပေါ်မှာအဲ့လိုမျိုးအစာပိတ်စဟိုခင်းတဲ့ဟာကိုမှအဲ့လိုကလန့်ထိုးတာတော့အဲ့လိုမျိုးလုပ်ပြီးတော့မှချုပ်သွားလို့ရှိရင်ပိုမြန်တယ်လက်ထဲမှာချုပ်ရကြတော့အစင်မပြေဘူးလေကန်ရတာအစင်မပြေဘူးဟိုထိတ်ကိုထိန်းထားတာဆိုတော့ဒီကိုကဒါပေမဲ့နောက်ကဟောက်ကန်ပြီးတော့အဲ့ဒီမျိုးအချီတုတ်သွားရုံပဲအဲ့ဒါအစင်ပြေကျွန်တော်တိုက်အစင်မရှင်းပါဆိုလို့နောက်မှကျွန်တော်အိုက်ဆက်ကိုလေးကိုခောက်ပြထားတယ်